ပြည်သူများအားလုံးပဲမင်္ဂလာပါဆော့ကာ5 band ချုပ်ကနေပြီးတော့ကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ကျွန်တော်ရဲ့ပရိသတ်တွေကိုကျွန်တော်တစ်ချိန်မှကျွန်တော်ချမပြသေးတဲ့ content တစ်ခုကိုကျွန်တော်ဒါပြောသွားမှာဖြစ်ပါတယ်ဒီ content ကတော့ဒီကနေ့တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်ည10:00 နာရီမှာရှင်ပြိုင်ကစားမဲ့ဝက်ဆန်အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်ကိုကျွန်တော်ပွဲကြိုသုံးသပ်မှုလေးပြုလုပ်ပေးချင်ပါတယ်ဝက်ဆန်အသင်းကအာဆင်နယ်အသင်းကဒီပွဲစဉ်ကအင်မတန်မှအရေးကြီးနေပါတယ်ဝက်ဆန်အသင်းကဒန်းစင်းဆိုကနေရုံးနေတဲ့အသင်းဖြစ်ပြီးအာဆင်နယ်ကချန်ပီယံဖြစ်ဖို့ဆိုရင်မဖြစ်မနေအနိုင်ရထားဖို့လိုအပ်နေပါတယ်ဒီလိုမျိုးကိုစီအရေးကြီးနေမှုနဲ့တူဒီနှစ်သင်းဝက်ဆန်အသင်းရဲ့အကွင်းမှာတွေးဆိုမှုမှာနိုင်ငံတကာကပိုကီတွေရဲ့ကြေးဖွင့်လှစ်မှုကအင်မတန်မှစိတ်ဝင်စားဖို့ကောင်းနေပါတယ်အာဆင်နယ်အသင်းကတလုံးသားနဲ့နိုင်ရမယ်ဆိုရင်တော့မှအာဆင်နယ်ပရိသတ်တွေအနေနဲ့မပျော်ရတဲ့လောက်ကိုဖြစ်နေသေးတယ်ပေါ့နော်ဒါကပြိုင်နဲ့ဝမ်းချထားသလားလို့ထင်ရတယ်ပေါ့နော်အာဆင်နယ်ဘက်ကနေမဲ့ပရိသတ်တွေအနေနဲ့အသင်းနိုင်သွားလို့ရှိရင်တော့မှအသင်းအတွက်ပျော်ရသည့်တိုင်အောင်ကိုယ့်အတွက်တော့ဘာမှပျော်စရာမကြံတော့တဲ့အနေအထားမျိုးကိုဒါပိုကီတွေကကြေးဖွင့်လှစ်ထားတယ်တစ်ဖက်မှာဒီနှစ်သင်းပေါင်းရဲ့သွင်းကိုပြန်တွက်ကြည့်လိုက်မယ်ဆိုရင်လည်းဒါသွင်းကိုက3လုံးသွင်းလို့ရှိရင်ကျွန်တော်တို့ဒါ60လောက်ပြောရမယ့်အနေအထားမျိုးမှာနှစ်သင်းသလုံးကမဖြစ်မနေတိုက်စစ်ဖွင့်ကစားမယ့်အနေအထားမျိုးမှာနှစ်သင်းသလုံးဂိုးရနိုင်တယ်လို့ပိုကီတွေကတွက်ထားပုံရတယ်ပေါ့နော်ဒါပေမဲ့တစ်သင်းနဲ့တစ်သင်းဂိုးပြက်ခြေပြက်နဲ့အနိုင်ရမယ်လို့တော့ပိုကီတွေကတွက်ဆထားဟန်မရှိဘူးဒါကလက်ရှိပိုကီတွေရဲ့ဖွင့်လှစ်မှုကိုချင်းကပ်ကြည့်တာโอเคအဲ့တော့ဝက်ဆန်အသင်းရဲ့လက်ရှိအနေအထားကိုပြန်ကြည့်မယ်ဆိုဝက်ဆန်အသင်းကအိမ်ကွင်းမှာကျွန်တော်နောက်ဆုံးရှုံးထားတာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက Nottingham Forest အသင်းကို2-1နဲ့ရှုံးထားတာအဲ့ဒီပွဲနောက်ပိုင်းဝက်ဆန်အသင်းကအိမ်ကွင်းမှာလုံးဝမရှုံးတော့ဘူးအဲ့ဒီပွဲနောက်ပိုင်းမှာဝက်ဆန်အသင်းကပရီးမီးယားလိမှာဒီ၄ပွဲရှုံးထားတယ်เนาะအဲ့ဒီ၄ပွဲကလည်းအဝေးကွင်းနေကြီးပဲเนาะအဲ့တော့ဝက်ဆန်အသင်းရဲ့ဒီအိမ်ကွင်း performance ကတော်တော်လေးကိုကောင်းနေတယ်အလားတူအိမ်ကွင်းမှာဝက်ဆန်အသင်းဘယ်နှကူပေးထားလဲလို့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်၅ပွဲကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်း၃ခုပဲပေးထားသေးတယ်အဲ့ဒီ၃ခုမှာအသင်းကြီးတွေဖြစ်တဲ့ Manchester United, Manchester City အသင်းနဲ့ Everton အသင်းတွေပါဝင်တယ်နှစ်ပွဲကဂိုးမပေးရဘူး၃ပွဲကတစ်ပွဲတစ်ဂိုးစီပေးထားတယ်ဝက်ဆန်ရဲ့ခံစစ်ချစ်လက်မှုပေးကိုဒါတိုးသိမ့်မှုတွေကိုကျွန်တော်တို့မြင်ရတယ်တစ်ဖက်မှာအာဆင်နယ်အသင်းကလာကန်တဲ့နေရာမှာအာဆင်နယ်အသင်းရဲ့တိုက်စစ်ကလည်းအရင်မကောင်းနေဘူးအာဆင်နယ်အသင်းကလည်းခံစစ်ကိုအားပြုပြီးတော့အနိုင်ရရုံလောက်ကစားနေတဲ့အသင်းဖြစ်တာကြောင့်ဘိုကီရီရဲ့ဖွင့်လှစ်မှုမှာနှစ်သင်းပေါင်းတွင်ကိုရရှိမယ်လို့မျှော်လင့်ထားတာကလည်းတန်တရားရှိနိုင်တယ်အလားတူပဲအာဆင်နယ်အသင်းကအဝေးကွင်းဖြစ်နေပါလေတစ်ဖက်ကခံစစ်တိတ်သီးနေပါလေအာဆင်နယ်ကအသင်းကြီးဖြစ်နေပါလေနိုင်ပွဲလိုအပ်ချက်ပုံမကြီးမားနေပါလျက်နဲ့တလုံးသွင်းရင်တော့ပျော်စရာအခွင့်အရေးမပေးထားဘူးเนาะအာဆင်နယ်တော့ပဲပေးထားတယ်ပရိသတ်တွေတော့မပေးထားတဲ့ဘိုကီရီရဲ့ဖွင့်လှစ်မှုမှာအာဆင်နယ်ကကောနှစ်ကိုအပြက်နဲ့နိုင်ရပါမလားဒါကိုလည်းမေးခွန်းထုတ်ဖို့ကောင်းနေတယ်ဗောနော်အဲ့တော့ conclusion လောက်ရမယ်ဆိုရင်တော့တိုက်စစ်အားမတန်တဲ့အာဆင်နယ်အဝေးကွင်းမှာခံစစ်အားကောင်းနေပါတယ်ဆိုတော့ဝက်ဆန်အလားတူပဲဝက်ဆန်အသင်းကတော့အာဆင်နယ်ကိုဘယ်လောက်ဂိုးသွင်းနိုင်မှာလဲအာဆင်နယ်ရဲ့ခံစစ်ကောင်းမှုနဲ့အတူဒီပွဲစဉ်ဟာဇဝေဇဝါနဲ့အလှည့်အပြောင်းများဖြစ်မလားပေါ့နော်ကျွန်တော်တွေးကြည့်တာပေါ့အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအာဆင်နယ်ပရိသတ်ပါဒါပေမဲ့ဒီဘိုကီတွေရဲ့ဖွင့်လှစ်မှုကိုသုံးသပ်မယ်ဆိုရင်တော့ဒီပွဲစဉ်ကအာဆင်နယ်အသင်းကပုဂ္ဂတိကာနဲ့နိုင်ပြီးနှစ်ဖက်အပြန်အလှန်သွင်းကိုများနိုင်တဲ့အနေအထားမျိုးလည်းရှိနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နှစ်သင်းစလုံးကနိုင်မကူဖြစ်မဲ့အနေအထားမှာတိုက်စစ်ကလည်းဖွင့်ကစားဖို့လိုပါတယ်။ဝက်ဆန်မသွင်းတာကိုဝက်ဆန်သွင်းတာကိုထိုင်ဆောင်နေလို့မရဘူး။အာဆင်နယ်သွင်းတာကိုလည်းဝက်ဆန်ကထိုင်ဆောင်နေလို့မရဘူး။အဲ့တော့ကိုအရင်သွင်းထားမှတေချာမဲ့အနေအထားမျိုးမှာနှစ်ဖက်တိုက်စစ်အပြန်အလှန်ဖွင့်ရင်းနဲ့အပြန်အလှန်သွင်းကိုတွေများပြီးတော့အာဆင်နယ်တင်းကပုဂ္ဂတိကနိုင်သွားမလားဆိုတာကိုလည်းမျှော်လင့်ကြည့်တာပေါ့နော်ရှေ့မှာ Manchester City အသင်းကလည်းEverton အသင်းနဲ့တော့3ဂိုးစီတေးကြပြီးတော့ခြေချော်သွားတဲ့တာလကရှိတဲ့အတွက်ဒီကနေ့ပွဲမှာလည်းအာဆင်နယ်အသင်းကဒါခြေမချော်နိုင်ဘူးလို့လည်းပြောလို့မရဘူးအဲ့တော့ဒီပွဲစဉ်ဟာနှစ်သင်းစလုံးရဲ့သွင်းဂိုးတွေကိုထိုင်ကြည့်ရင်းနဲ့ကိုကြိုက်နေတဲ့အသင်းကိုအားပေးတာကပရိသတ်တွေအတွက်ဒါပျော်ရွှင်စရာအတိတ်ကြံခဲ့မယ်လို့ကျွန်တော်ယူဆပါတယ်